လာပါရှင်စုတတာဖန်စီကောက်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဒီဟာလေးကတော့ဒီလက်ကောက်ကလေးပါရှင်လုံးဝဆက်ဖြတ်ပုံစံဒီဇိုင်းလေးနဲ့ချွေးဆိုရွေးဆိုခံဝစ်ချင်တယ်ဆိုရင်တော့ဒါလေးဝတ်ပါရှင်ဒါလေးကတော့တကွင်းကို9500ပါရှင်သူ့ကိုလက်တိုင်းလေးတိုင်းပြပေးပါမယ်ရှင်လက်တိုင်းလေးကတော့2.2လက်မှရှိပါတယ်ရှင်မှာယူခြင်းနဲ့ဆိုရင်တော့ Viber နံပါတ်3995251136ကနေတစ်စစ်မှာယူလို့ရပါတယ်ရှင်ဒီဇိုင်းလေးကတော့အစ်စ်ကလေးအတိုင်းပဲလုံးဝဝေးရမှာပါအပြင်မှာလည်းတပုံစံနဲ့ပါပဲရှင်ရိုးရိုးကင်မရာနဲ့ရိုက်ထားတာဆိုတော့အပြင်မှာလည်းပြောင်းလဲမှုမရှိပါဘူးရှင်နောက်ထပ်ပြပေးမှလေးကတော့ဒါကပုတ်လုံးလက်ကောက်လုံးလေးပါရှင်သူလည်းအပေါ်ကနေခွင်းကိုဆွတ်ပြီးတော့ဒီလက်ကနေဆွတ်ပြီးတော့ဝေးရတာပါရှင်လုံးဝ15ပဲအယောင်တိုင်းပဲရှင်ချွေးဆိုရည်ဆိုခန်းတဲ့အတွက်စိတ်ချလက်ချဝတ်လို့ရပါတယ်ရှင်လက်တိုင်းလေးတိုင်းပြပေးပါမယ်လက်တိုင်းလေးကတော့2.2လက်မှာပါရှင်သူလည်း2.2လက်မှာပါရှင်ဒီလက်ကောက်ကလေးကတော့တကွင်းကို6000ကျပ်ပါရှင်မှာယူခြင်းနဲ့ဆိုရင်တော့ Viber နံပါတ်3995251136ကနေတစ်စစ်မှာယူလို့ရပါတယ်ရှင်အိမ်ရောက်ငွေချပို့ပေးပါတယ်ရှင်ခုပြထားတဲ့လက်ကောက်ကလေးကတော့အသားတစိမ့်ပါတဲ့လက်ကောက်ကလေးပါရှင်သူကတော့ခုနကလက်ကောက်လို့တော့စွတ်ရတာတော့မဟုတ်ဘူးပေါ့နော်ဘေးမောင်းလေးနဲ့ပါကျွန်မအသားတစိမ့်ကလေးကိုပြပေးပါမယ်သားတစိမ့်ကလေးကိုပြပေးပါမယ်အမသားတစိမ့်ကလေးက 80k ဆိုပြီးတော့ပါပါတယ်ရှင်သူကရွှေမုံလေးတွေချဲထားတာဆိုတော့ပို့ပြီးတော့လှလှလေးပေါ့နော်ဟိုလူငယ်ဆန်ဆန်ပုံစံမျိုးဒီဇိုင်းဘက်ကိုသွားတယ်ရှင်မောင်းခွင်းလေးဆိုတော့လက်တိုင်းလေးပြည့်တဲ့သူဆိုရင်ပိုတောင်းလှမယ်ရှင်မောင်းခွင်းလေးဆိုတော့ဝေးရတာပို့ပြီးတော့အဆင်ပြေရဘေးမောင်းလေးနဲ့ဝေးရတာဆိုတော့ချွတ်ရဝေးရတာပို့ပြီးတော့အဆင်ပြေရရှင်ဒါလေးကလက်တိုင်းလေးပါလက်တိုင်းလေးကတော့2လက်မှတော့ရှိရရှင်2လက်မှဆိုတော့ဘေးမောင်းနဲ့ဆိုတော့လက်တိုင်းပြည့်ပြည့်လေးနဲ့ဆိုရင်ပို့ပြီးတော့လှမယ်ရှင်ဒီရန်လက်နဲနဲသေးတဲ့သူဆိုရင်တော့ဒီလက်ကောက်ကြီးလှမှာတော့မဟုတ်ဘူးဘာလို့ဆိုတော့ဘေးမောင်းနဲ့ဝေးရတာဆိုတော့လက်တိုင်းပြည့်ပြည့်ဖောင်းဖောင်းလေးဆိုပို့ပြီးတော့လိုက်မယ်ရှင်ဒီဟာလေးကတော့သူကပန်းပွင့်ပုံစံဒီဇိုင်းလူငယ်ဆန်ဆန်ဒီဇိုင်းလက်ကောက်ကလေးပါလူငယ်ဆန်ဆန်ဒီဇိုင်းလေးတွေကဝတ်ချင်နေဆိုရင်တော့ဒီလက်ကောက်ကလေးကိုယူပါရှင်သူလည်းပဲအသားတစိမ့်ပါပါတယ်ရှင်အသားတစိမ့်ကလေးကိုကျွန်မပြပေးပါမယ်တိုင်းလေးတိုင်းပြပေးပါမယ်ရှင်လက်တိုင်းလေးက2လက်မှပါရှင်သူကဘေးမောင်းနဲ့ဝေးရတာဆိုတော့ပေါ့နော်ဒါလေးကတော့အသားတစိမ့်ကလေးပါကျွန်မအသားတစိမ့်ကလေးကိုတခြားလေးပြပေးပါမယ်အသားတစိမ့်ကလေးပါပါတယ်ရှင်သူလည်းချွေးဆူရည်ဆူခံတဲ့အတွက်စိတ်ချလက်ချဝတ်လို့ရပါတယ်လုံးဝလူငယ်ဆန်ကျင်တဲ့သူတွေအတွက်ဆိုရင်ပို့ပြီးတော့အဆင်ပြေတယ်ဒီလက်ကောက်ကလေးကနောက်ထပ်ဟန်ထဲထဲလေးဝစ်ချင်တဲ့သူတွေအတွက်ပေါ့နော်ဒါလေးကလည်းအသားတစိမ့်ပါတဲ့လက်ကောက်ပါပဲရှင်ဟန်ထဲထဲလေးဝစ်ချင်တဲ့သူတွေအတွက်ဆိုပို့ပြီးတော့ဒီ happy design ပုံစံလေးကိုပြပေးပါမယ်ရှင်အသားတစိမ့်ကလေးကိုတေချာလေးရိုက်ပြပေးပါမယ်သူလည်း 80k အသားတစိမ့်ကလေးပါပါတယ်ရှင်သူ့ရဲ့လက်တိုင်းလေးကတော့2လက်မှရှိပါတယ်ရှင်သူကလည်းအပေါ်ကလက်စွပ်ပြီးတော့ဝေးရတာမဟုတ်ဘူးရှင်ဘေးမောင်းလေးနဲ့ပါသူကဘေးမောင်းလေးနဲ့ဝေးရတာဆိုတော့ဝေးရချွတ်ရတာပို့ပြီးတော့လွယ်ကူပါတယ်လက်တိုင်း2လက်မှဆိုတော့ပြီးတော့လက်ကလည်းစွပ်ဝေးရတာလည်းမဟုတ်ဘူးဘေးမောင်းလေးနဲ့လည်းဆိုတော့လက်တိုင်းဟိုပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ဆိုရင်ပို့ပြီးတော့ဟန်ထဲထဲလေးပို့လှမယ်ရှင်
နောက်ထပ်လူငယ်ဒီဇိုင်းလေးထပ်ပြပေးပါမယ်ဒါလေးကပေါ့နော်သူလဲလူငယ်ဒီဇိုင်းဆန်းဆန်းလေးပုံစံလေးတွေကလာတယ်အယောင်လေးကတော့ဒီပုံလေးအတိုင်းလိုပဲဝင်းအီလေးပဲဒီမှာရိုးရိုးကင်မရာနဲ့ရိုက်ပေးထားဆိုတော့ပို့ပြီးတော့ဝဲတဲ့သူတွေအတွက်ပို့အဆင်ပြေရရှင်သူလဲအသားတစ်စိတ်ကလေးလေးပါပါတယ်တခြားရိုက်ပြပေးပါမယ်ရှင်ကိုမဟန်ပုံစံဟန်ထဲပုံစံလူမျိုးလေးဝစ်ချင်နေဆိုရင်တော့ဒီလက်ကောက်ကလေးကိုရွေးချယ်လိုက်ပါသူကဘေးမောင်းလေးလဲပါတယ်ပြီးတော့အသားတစ်စိတ်လဲပါတဲ့အတွက်ကြောင့်မလို့ချွေးဆူရီဆူခန်းနဲ့အဲ့ဒီအတွက်ကတော့လုံးဝအာမခံပါတယ်ရှင်ကြံ့ကြံ့တန်းတန်းဝတ်လို့ရတာပေါ့နော် daily ဝတ်ချင်မလားဒါမှမဟုတ်ရင်ပွဲတက်မှာဝတ်မလားပို့ပြီးတော့အဆင်ပြေပါတယ်ရှင်လက်တိုင်းလေးတိုင်းပြပေးပါမယ်ရှင်သူ့ရဲ့လက်တိုင်းလေးဘယ်လောက်ရှိလဲဆိုတော့နှစ်လက်မှရှိပါတယ်ရှင်နှစ်လက်မှဆိုတော့အပေါ်ကစွပ်ပြီးဝေးရတာမဟုတ်ဘူးဘေးမောင်းလေးလဲပါတဲ့အတွက်ကြောင့်မလို့လက်ပြပြလေးနဲ့ဆိုရင်ပို့ပြီးတော့ဟန်ထဲလေးပို့ဖြစ်မယ်ရှင်ဒါလေးတွေကတော့ဒီ 80k အသားတစ်စိတ်ပါတဲ့ဒီလက်ကောက်ကလေး၄ခွင်းပါရှင်